မိတ်ဆွေအစီချမယ်ဆိုရင်ကိုကိုသာ view site ပါဗျမင်္ဂလာပါကျွန်တော်ကတော့သူလေးပါအစီချဖို့ကြိုးစားနေတဲ့သူတွေကို online မှာရောအပြင်မှာပါကူညီနေပြပေးနေတဲ့ဒီပြတယောက်ဖြစ်ပါတယ်ဗျမိမိကအစီချဖို့လေ့ကျင့်ခန်းတွေအစားအသောက်တွေကိုသေချာစနစ်တကျပြုလုပ်နေတဲ့သူဆိုရင်ကိုလုပ်နေတဲ့လို့ကိုယ့်ရဲ့ရည်မှန်းချက်ကိုသွားနေတဲ့လမ်းကြောင်းကိုသာအတိဆုံးကိုလို့ဘေးကနေဝေဖန်တာတွေအပြစ်တင်ကဲ့ရတာတွေမကောင်းပြောတာတွေသိမခံစားပါနဲ့ view site ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကိုလုပ်နေတဲ့လူရဲ့ကိုသွားနေတဲ့လမ်းကြောင်းကိုထားတဲ့ရည်မှန်းချက်ကိုရဲ့ခံနိုင်ရည်တွေကိုမိမိကသာအတိဆုံးဖြစ်တာမို့လို့မိမိကိုမိမိ view site ဖို့လိုအပ်ပါတယ်ဗျဥပမာဗျာမိမိကအစီချဖို့ကြိုးစားနေတဲ့သူဆိုရင်ဘေးကနေတစုံတစ်ယောက်ကမင်းဒီလိုမျိုးတွေမှမစားတာဘယ်လိုလုပ်အစီကြမှာတော့မင်းညနေစာစားတာကွာဘယ်လိုလုပ်အစီကြမှာတော့မင်းအသားတွေအလောက်အများကြီးစားနေပေါ့ဝိတ်ကပဲကြတော့မှာတော့အစီကပဲကြတော့မှာတော့စသည်ပဲပေါ့ဗျာဒီလိုဝေဖန်တာတွေကြားလာခဲ့လို့ရှိရင်စိတ်ထဲမထားပါနဲ့ဗီဒီယိုမဆိုင်ပါနဲ့ဗျဘာလို့လဲဆိုတော့ကိုရှောက်နေတဲ့လမ်းကြောင်းကိုချမှတ်ထားတဲ့ body ကိုသွားနေတဲ့လမ်းကြောင်းကိုရဲ့ခံနိုင်ရည်တွေကိုကိုသာအတိဆုံးလို့လုပ်ဆရာရှိတာကဆက်လုပ်ပါဗျဒီအကြောင်းတွေကိုကျွန်တော်ဘာလို့ပြောပြနိုင်တယ်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်အဝလုပ်ခဲ့တော့အစီချခဲ့တော့ပါဗျဘေးကနေဖေးမကူညီပေးခဲ့တဲ့သူတွေရှိတယ်လို့ဘေးကနေဝေဖန်တဲ့သူတွေမကောင်းပြောတဲ့သူတွေခုခေတ်စကားနဲ့ပြောဖောင်းထိုးတဲ့သူတွေပေါ့ဗျအဲ့လိုလူတွေလည်းရှိခဲ့ပါတယ်ဗျအဲ့ဝေဖန်တဲ့တွေကိုကျွန်တော် view site နဲ့ကိုလုပ်ဆရာရှိတာကိုနီးစနစ်တရားတွေဆက်လုပ်တယ်ဒီပြတွေရဲ့စကားကိုလိုက်နာပြီးတော့မှကျွန်တော်ကရလဒ်တစ်ခုရလာတာဖြစ်ပါတယ်ဗျဒါပေမဲ့မိတ်ဆွေကအချိန်ပေးရမယ်ဆွဲဆွဲနဲ့ပြုလုပ်နိုင်တဲ့ဇွဲဆိုတာလေးတော့လိုအပ်ပါတယ်ဗျဒီအရာလေးကကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံပြီးတော့ကျွန်တော်ဒီအကြောင်းအရာလေးကိုပြောပြခြင်းဖြစ်ပါတယ်ဗျဒါကြောင့်မိတ်ဆွေအစီချမယ်ဆိုရင်မိမိကိုယ်သာမိမိအကောင်းဆုံး view site ပါဗျဒီဗီဒီယိုလေးကမိတ်ဆွေတဲ့အဆင်ပြေမယ်လို့ကျွန်တော်ပြောနေပါတယ်အဆင်ပြေတဲ့အကျိုးရှိခဲ့တယ်ဆိုအောက်က comment box ဒီမှာမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေလည်းသိအောင်ပြန်လည်ပြပေးဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိချင်တဲ့ fitness နဲ့ပတ်သက်တဲ့ပုံစံတွေလေ့ကျင့်ခန်းတွေသိချင်တာရှိရင်အောက်က comment box ဒီမှာရေးပြီးတော့အမေးခံလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်